ဟာပါကီဟိုရှိ playoff နဲ့ပထမဆုံးချိန်လွဲခဲ့တာဟုတ်ရဲ့လားမလွဲတော့အောင်လို့မျက်လုံးပြန်ပုတ်ပြီးတော့သေချာချာကြည့်လိုက်တဲ့အခါမှာတော့ဟုတ်ပါတယ်ဒီချက်က MLB လောကရဲ့ breaking news ကြီးဖြစ်သွားတယ်ပေါ့နော်အနာဂတ်မှာ NPL အင်ဒိုနီးရှားရဲ့နောက်ကျောင်းကိုပြန်လှန်ကြည့်ရင်ဒီအချက်ကမှတ်တမ်းဖြစ်သွားခဲ့ပါပြီကဲမှတ်တမ်းတွေပြန်ကြည့်ရင်လည်းမထူးတော့လို့ပေါ့နော်MPL အင်ဒိုနီးရှားရဲ့အသင်းတွင် player တွေအကြောင်းကိုပြန်ကြည့်ဖြစ်ခဲ့ပါတယ်အဲ့လိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ MPL အင်ဒိုနီးရှားမှာဝါရင်ကစားသမားတွေကဘယ်သူဖြစ်မလဲ73ချိန်တောင်မှပါဝင်ကစားခဲ့မှုတဲ့ကစားသမားတွေရှိပါတယ်သူတို့ကတော့ DY အခေါ်အိမ်မက်လေးများ Dreams ပဲဖြစ်ပါတယ်ပြီးရင်တော့သူ့နောက်ကလိုက်လာတာက Drian Limon Vin Kai Brand Store 12ချိန်တီတီကိုစီပါဝင်ခဲ့ကြပါတယ်17ချိန်ပါဝင်ကစားခဲ့ကြတဲ့ကစားသမားတွေကတော့ CW Rekla အတန်ထွက်တာလား RKT ပေါ့နော်ပြီးတော့ Keyboy Sans Alberto ပဲဖြစ်ပါတယ်အခုချိန်ထိအနားမြူပဲ16နေစေ player တွေဖြစ်ပါတယ်အသင်းတွေတည်ငြိမ်မှုကတော့ဖိလစ်ပိုင်ထက်ကိုပို့ပြီးတော့တည်ငြိမ်တယ်ဒါကဘာကိုပြနေလဲဆိုတော့အသင်းပေါ်ငွေအားရရင်းနှီးမြှုပ်နှံနိုင်တယ်လို့ပြောရမှာပေါ့နော်မထွက်သွားပဲနဲ့ disband မလုပ်သွားပဲနဲ့အသင်းတွေကစတိုက်တည်တက်နေနေရပေါ့ season 1 ကလေးကအခုချိန်ထိရှိရဲ့အသင်းတွေကတော့ BTR စိတ်ရုပ်လေး EVOS ကြားဖြူနဲ့ဘရင်ကြီး RRQ လို့ပဲဖြစ်ပါတယ် Onyx ကတော့ season 2 မှာသာပါဝင်လာခဲ့ပြီးတော့ဒုတိယနေရာမှာရပ်တည်နေပါတယ်ပြီးရင်တော့ AE နဲ့ Aura Fire အခုဆိုလို့ရှိရင် Team Liquid Indonesia ဖြစ်သွားတဲ့အသင်းကတော့14ချိန်တတိယအများဆုံးပါဝင်ခဲ့တဲ့အသင်းတွေနဲ့ရှိနေပါတယ်ကဲပြီးရင်တော့တော်တော်များများသိပြီးကြတဲ့အတိုင်းပဲ Onyx Indonesia ချန်ပီယံအများဆုံးကိုပိုင်ထားတဲ့စံချိန်ကိုကင်ဆောင်ထားဆဲဖြစ်ပါတယ်9ချိန်တောင်မှယူထားခဲ့ပြီးပါပြီ RQ က4ချိန် EVOS က2ချိန်ရယူထားပြီးသွားပါပြီအဆင့်5 to 8ကနေပြီးတော့မထွက်ပဲဖြစ်တည်ခဲ့တဲ့အသင်းကတော့ MPL Indonesia မှာဆိုရင် Rebellion အသင်းပဲဖြစ်ပါတယ်ပြီးတော့အခုမှဝင်လာတာမကြသေးရဲ့ဒီဝါအသင်းကလည်းနိုင်ငံခြားမထွက်ဘူးသေးပါဘူးကျန်တဲ့အသင်းတွေကချန်ပီယံမရထားပေမဲ့လည်း slot 2ခုရရှိထားတဲ့အင်ဒိုနီးရှားတွေအတွက်တော့အသင်းတိုင်းကအနည်းဆုံးနိုင်ငံခြားတစ်ကြိမ်စီထွက်ပူပြီးကြပါပြီကဲဒါဆို MPL PH ကိုဆက်သွားလိုက်အောင်အခုဆိုလို့ရှိရင် MPL Philippines က season 16ရောက်ပါပြီ season 16ခုလုံးမှာပါဝင်ကစားမှုတဲ့ဖိလစ်ပိုင်ကစားသမားတစ်ယောက်ရှိနေပါတယ်သူကတော့ဟုတ်ပါတယ် few ပြီးရင်ဒုတိယလိုက်တာက15ချိန် M Series World Championship နှစ်ခါMSC Champion တစ်ခါရထားတဲ့ဂုတ်ကြီးစီက Season 1မှာပဲမပါဝင်ခဲ့ရဖြစ်ပြီးတော့တတိယကတော့ဟာဂျီက14ချိန်မှာ Season 1မှာမကစားခဲ့တဲ့အပြင်ကို MPL Philippines Season 11မှာလည်းပါဝင်ကစားခဲ့ခြင်းမရှိခဲ့ပါဘူးအဲ့ဒီတုန်းကတရားစီ OHEP နဲ့အတူတူနားခဲ့တာဖြစ်ပါတယ်ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့အကောင်းဆုံး MLB ကစားသမားတွေမွေးထုတ်ပေးနေတဲ့ဖိလစ်ပိုင်က organization တွေကိုကြီးလိုက်တဲ့အခါမှာတော့တက်တန်းအရင်ဆုံး organization ကိုပြောပါဆိုလို့ရှိရင်တော့ brand နဲ့ AP brand နဲ့ Falcon AP brand ဖြစ်တဲ့အခုလက်ရှိ AP brand ပြန်ဖြစ်သွားတဲ့ organization ဖြစ်ပါတယ်ပြီးရင်တော့ဒုတိယလိုက်တာက Onyx Philippines ပါ Omega Esport ကလည်း season 6 ကတည်းကပါဝင်ခဲ့တာအခုဆိုရင်စုစုပေါင်း17ချိန်ရှိသွားပါပြီပြီးတော့ရှင်ပြိုင်မှုပြင်းထန်လို့ချန်ပီယံဖြစ်တဲ့အသင်းကတစ်နှစ်နဲ့တစ်နှစ်တောင်မပြောနဲ့တရားဒီနဲ့တရားဒီတောင်မှမတူညီပါဘူး back to back MPL PH champion ရခဲ့တဲ့အသင်းသတင်းတော်ရှိနေပါတယ်ပုံရိပ်အရရော achievement အရပါအောင်မြင်ဆုံးအသင်းလို့ပြောလို့ရှိရင် UBE strategy ကိုစတင်အသုံးပြုခဲ့တဲ့ Blacklist International ပဲဖြစ်ပါတယ်ဒါအပြင် MPL PH သမိုင်းတစ်လျှောက်လုံးမှာချန်ပီယံအများဆုံးရခဲ့တဲ့အသင်းတွေနဲ့လည်းစံချိန်တင်ထားပါသေးတယ် MPL PH Season 7 Season 8 နဲ့ Season 10 မှာချန်ပီယံ3ချိန်ဖြစ်ထားပါတယ်စိတ်ဝင်စားစရာကတော့ Onyx PH က MPL PH ရဲ့ဆက်စချင်း Season 4နဲ့ Season 5 Season 8မှာပဲဒုတိယရခဲ့ပြီးတော့ကျန်တဲ့ရာသီတွေကရလက်မကောင်းခဲ့ပါဘူးဒီလိုနဲ့ပဲ MPL PH Season 14မှာပဲချန်ပီယံရခဲ့တာလူတိုင်းအသိပါပဲတိုင်ဆိုင်မှုပြင်းထန်လာတဲ့ဒီ MPL PH မှာနိုင်ငံခြားမထွက်ဘူးတည်တဲ့အသင်းဆိုလို့သတင်းပဲကြံတော့တယ်အဲ့ဒါကတော့ TNC ပဲဖြစ်ပါတယ်TNC က Season 9မှာတတိယနေရာအထိကိုတစ်ချိန်ရောက်ခဲ့ပြီးတော့နိုင်ငံခြားထွက်ဖို့နီးစပ်ခဲ့တာအတွဲပြီးတော့အောင်မြင်မှုကြီးကြီးမားမားမရှိသေးပါဘူး။ World Champion ရထားတဲ့ Vanuatu ပါဝင်တဲ့ခုလက်ရှိ TNC အသင်းအောင်ဒီတစ်ချိန်မှာဘာတွေလုပ်ပြသွားနိုင်မလဲဆိုတာတော့စိတ်ဝင်စားစရာကောင်းပါတယ်။ကဲဒီတော့ယူရိုတွေရော MPL PH မှာဒီတစ်ခေါက် Champion ဘယ်သူရမယ်လို့ထင်တယ်။ဒါကတော့ MPL Indonesia နဲ့ MPL Philippines ရဲ့ fun fact ပဲဖြစ်ပါတယ်။ကဲအခု playoff ကိုတက်သွားတဲ့တင်တယ်မှာရောဘယ်သူကဒီတစ်ခေါက် Champion ဖြစ်သွားမယ်လို့ထင်တယ်။ comment တွေမှာရေးခဲ့ပေးကြပါဦး။ဒီနေ့ပါ